ရေးရွှဲရွှဲနဲ့တရုတ်စတိုင်ကြာစံကြောမှာကြိုက်ကြတဲ့သူတွေအတွက်ကြော်နီးလေးလမ်းမြောက်ဝေပေးတာပါစီပူပြီးဆိုလို့ရှိရင်ကြက်သွန်ဖြူစီတက်ပြီးနှစ်သက်ရာအသားကိုစားထည့်ပြီးတော့ကြော်ပေးပါမယ်ဒီနေရာမှာအစအဆုံးမီးရှိန်ပြင်းပြင်းနဲ့ကြော်မှတာကြာစံတွေကမပြတ်မှာဖြစ်ပါရဲ့ရှင်အသားလေးတွေတင်းပြီဆိုလို့ရှိရင်အသီးအရွက်ထည့်ကြော်ပါမယ်ဆိုင်ရတာတိုင်းဖြစ်ဖို့တကြားနဲ့အချို့မဟုတ်ထည့်ပေးပါစားပဲငန့်ပြားကြီးအကျဲခီးယူစီထည့်ပြီးလို့ရှိရင်ရေးထည့်ပြီးတမအောင်မှွေပေးလိုက်ပါတယ်ရေအစားအယိုးပြုတ်ရေတုံးလို့ရှိရင်တော့ပို့ပြီးတော့အရသာရှိပါရဲ့ရှင်စူပွက်အောင်ခဏလောက်အဖုံးအုပ်ပေးပါကြာစံထည့်ပြီးတော့ပဲငန့်ပြားကြီးအပြည့်ထည့်ပါမယ်တမအောင်မှွေပေးပြီးကြာစံလေးတွေနူးသွားအောင်အဖုံးခဏအုပ်ပါမယ်ဒီနေရာမှာကြာစံကိုအရင်မထည့်ပဲနဲ့ရေဘာလို့ထည့်လဲဆိုတာမိကွန်းထုတ်เสียဖြစ်ပါလိမ့်မယ်သိမယ်ဆိုလို့ရှိရင်ကောမန့်မှာဖြည့်သွားပေးပါအောင်နော်ကြာစံတွေကိုအထက်အောက်လှန်ပေးပြီးတော့ပြုတ်ကျော်အနေထားနဲ့ရေနှင်းနဲ့ကြံတဲ့အချိန်မှာမီးပိတ်လို့ရပါပြီရှင်ကြာစံလေးတွေကအေးသွားတဲ့အချိန်ထိအောင်ခြောက်မသွားပဲနဲ့ဆူဆူလေးနဲ့အမြင့်အရှည်ကြီးဖြစ်နေပါလိမ့်မယ်အဆုံးထိကြည့်ပေးတာကျေးဇူးပါ